ရက်တော့မတ်တက်ရက်လို့မရဘူးပုတ်တိုင်းနေဟိုဘလို့ကြီးလဲကွာတားကြီးကိုစိုးပါပဲရတယ်အောက်ထိုင်းနေဒီလောက်တော့ဘာမှမဖြစ်ဘူးရတော့တယ်စာပြင်းနေနေဆိုတော့ထပြီးတော့ပြေးလာပဲမလွတ်တဲ့သူကကြံသေးတယ်အထဲမှာအဲ့ဟိုဘက်တိုးချက်ဆောင်မှာဒီငယ်ချင်းတချို့ပြီးတယ်ဟိုတချို့ကတော့ဒါကွက်ပြေးပြီးတော့သူကတ်တင်နဲ့ဆွဲထုတ်တာရှိတယ်ဒီရဆိုတာကိုယ်ပြေးပြီးတော့ဒီလိုနေတော်တော်ထိပါတယ်ပေါ့ဘလုံးတွေပါလူကြီးရဲ့ဘလုံးတွေပါထိတော်တော်ထိပါတယ်ဆိုတိုက်တဲ့ကပဲမဆိုရင်တိုက်တဲ့ကပဲဟေးလေဘာလေးတော့မင်းဆွမ်းဆောင်တို့ဖျားကဘာမှမရတော့နောက်တော့တိုးချက်ဆောင်နောက်ဖျားကဒီလိုဖျားကတော့တော်တော်လှုပ်တယ်ဘာမှမဖြစ်ဘူးအေးဖိုးကြီးလောက်ပြပါနော်နိုင်လေတယ်လို့ပေါ်တော့မှအများကြီးရှိတယ်စင်းမရတာလေအကုန်လုံးပြည့်ရလူရောနားတဲ့လူတော့ဒဏ်ရာတွေနဲ့ပြီးတဲ့ခွင့်ဦးစီးတော့နာသွားတယ်ဟမ်ဦးစီးတော့နာသွားတယ်ဒီကောင်တားမထောင်ထောင်းပြီးတော့ဟိုဘောဦးစီးနေခက်ကွာဘာလို့အဲ့ဒီတခါလှုပ်ပါဘူးဒီမှာနိုင်ငံဟုတ်ကဲ့နော်သွားပြီသွားပြီလှုပ်ပြန်ပြီလှုပ်ပြန်ပြီနေဝင်နေသွားပြီဟိုးဆက်ကြောလေအိုးဘယ်သူမှမဖြစ်ပါသေးနဲ့ကွာဟာသွားပြီဟာကတော့ယူကြမယ်နော်ဆိုတော့ဖုံမူးလေနေမယ်နည်းနည်းနောက်ဆိုတော့မပြေနဲ့အောင်မပြေနဲ့အောင်ဟဲ့ကြိုက်ကြဟိုဘက်ကလူရှောင်းကြဟဲ့ကြိုက်ရဟိုဘက်နှိမ့်သွားနောက်တောင်တော့နှိမ့်သွားအခုမြင်နေတာကတော့ကျွန်တော်ရဲ့ဆိုင်ပေါ့နော်ဒါကတော့ကျွန်တော်ဆိုင်ဘေးကလက်ဖေးဆိုင်လေးပဲဖြစ်ပါတယ်အဲ့ဘေးကလက်ဖေးဆိုင်ဆိုလို့ရှိရင်တိုက်တလုံးလုံးကြီးကိုပြိုသွားတာပေါ့နော်ကယ်ဆယ်ရေးတွေလည်းရောက်နေပါတယ်အဲ့ဒီရဲ့အောက်ဒီမှာလည်းလူတွေအခုပြိနေပါတယ်ပေါ့နော်အဆိုင်ရဲ့ကျွန်တော်ဆိုင်ရဲ့ဘေးကဆိုင်ပေါ့နော်လက်ဖေးဆိုင်အောက်မှာလူတွေပါဟ
ထမင်းလေးတစ်ခွန်းလောက်ထမင်းလေးတစ်ခွန်းလောက်ပစိုးလေးတစ်ခွန်းလောက်ဖြစ်ဖြစ်ဟုတ်ကဲ့ကလေးကိုကလေးလေးလာမယ်ဘာတော့ရွာလာပြီဒီခွေးနေလိုက်ပါလားအခုနေလိုက်ပါဟိုကသောင်းတွေပြိုကုန်ရတော့တော့ကျန်နေဟိုကဘယ်သောင်းပြိုအောင်ဒီကွာသွားပြီသောင်းပြိုပါလေဒီကဘာမှရမှာတော့တိုက်ကဆောင်းပါပြီဘယ်လိုတဲထိုးဝင်လဲ